ရှင်ဒါဘယ်သွားမလို့လဲ လက်ဖက်ရည်ဆိုင်လေးခဏသွားမလို့ ပြင်မာပဲနေလိုက်ပါတော့လား အလုပ်လေးတည်းအားပါတယ်ဟိုသွားတော့လဲသွားလို့ဒီသွားတော့လဲသွားလို့အိမ်မှာလဲဘာလို့မှရှိတာမဟုတ်ဘူးငါဘာလို့ရမှာလဲ လှုပ်ရှားမရှိလဲကျမကိုလှုပ်လေ လက်အုပ်လေခြီရတယ်လို့လက်ကလေးလေထောင်ပြတတ်တယ်ငါရဲ့ရင်ကြီးချင်းမယိုင်းရင်းဆိုတာတစ်ဖက်လူငါပေါ်ထားတဲ့စောက်ချိုးပုံမူတည်ဘသူကဘာနဲ့တန်လဲဆိုတာကောင်းအောင်ခွဲကြတတ်ပြီးတာ အဖွားရဲ့ထမင်းစားမဲ့ဟာကိုဖုန်းကြီးကိုချတာပါဦးတစ်တော့ကပြီးမှစော့လဲရပါတယ်အဖွားရဲ့ ဟဲ့နင်တို့တစ်တော့ကဝီပင်ခံမလိုင်းကောင်းတာမဟုတ်လား ဟုတ်တယ်လေအဖွား အဲ့တော့အဖွားအခုဂရင်းပြစ်နေတယ်ဝီပင်ခံစားရင်ဂရင်းမိတ်မလားလို့ သူများကကိုယ့်ထက်သားတော့မှမကြောက်တယ်လို့သူများကြောင့်ကိုနေရပျောက်သွားမှာလည်းမကြောက်ပါဘူးလူတိုင်းကကိုယ်တိုင်မိုးနဲ့ကိုရှိကြတာပဲသူ့မှာရှိတဲ့ရည်ချင်းကို့မှာမရှိနိုင်တယ်လို့ကို့မှာရှိတဲ့ရည်ချင်းလည်းသူ့မှာမရှိနိုင်ဘူးအဲ့ဒါကြောင့်ကို့မှာရှိတဲ့ရည်ချင်းလေးနဲ့ပဲဟိုပါကိုပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းတယ်